ဒီနေ့မှာတော့စုရဲ့ Valentine ကိုဘယ်လိုဖြတ်သန်းနေဆိုတာလေးကို share လုပ်ပြီးတော့ပါမယ်ရှင်။စုကဒီနေ့မနက်ခင်မှာအရင်လှုပ်ရှုပ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့စုက photo ဆက်အောင်သွားပြီးတော့နောက်နေ့အခန်းပြောင်းဖို့အတွက်လေနောက်နေ့မဟုတ်ပါဘူး3လပိုင်းကြာအခန်းပြောင်းဖို့အတွက်ကိုစုကအမဆောက်ရဆောင်နေတော့လို့ရတာရေတစ်စိမ်တုံးထိုးရတာရေဆိုတော့နေ့လေတနားရီလောက်မှပြီးရပါတော့။အခန်းကိစ္စတွေလည်းပြီးရဲ့အချိန်မှာဆိုတော့ဘာလို့ရလဲဆိုတော့ကေရောမို့သွားပြီးဈေးဝယ်ထွက်ရပါတယ်တပတ်စာဆိုကနေမကောင်းမှုထားတာဆိုတော့လေအိမ်မှာလည်းချက်စရာမရှိဘူးကွာဈေးကလည်းမသွားပြတ်တာကြပြီဆိုတော့နေ့လေစားလေဘာမှမချက်ချင်တော့နဲ့လေအဲ့နေတယ်မှာပဲပေါက်စီပေါ့နော်ဝယ်စားခဲ့ပါတယ်အရင်ရတာရှိတော့ဈေးလက်တက်တာလေဆိုတော့လေညကြရင်စကားကြည့်ရင်ကွတ်တီကိုစားမယ်ဆိုပြီးတော့ဆူကွတ်တီကိုနဲ့ပတ်သက်တာစုံစမ်းစီဝယ်ခဲ့တယ်ပေါ့နော်ပြန်ရောက်ပြီးတော့မကြောက်ဆွဲတဲ့ငွေချင်းတယောက်က Valentine Day dress ပြီး white chocolate လေးလာပေးတော့ပါတယ်အဲ့လိုပေးခဲ့တာမှမကြောက်တဲ့နောက်တစ်ယောက်ကလာပြီးတော့ chocolate နောက်တစ်ခုထပ်ပေးတော့ပါတယ်မြန်မာမှာတော့ကွာchocolate ကရနိုင်ခြင်းမရှိဘူးလေပေးမဲ့တော့ဖေဖေပဲရှိရဆိုတော့ဒီနေ့ chocolate မရသေးတဲ့သူတွေစုစီလာတောင်းစားကြနော်အဲ့ပေးရနဲ့အေးစေးယူမှုချိုးပြီးကွတ်တီကိုလို့ဖို့စပြန်ပါတယ်ဆိုတော့ဒီနေ့တာအသေးလေးဝယ်ခဲ့ရကွာကျယူပေါ့နော်ရိုးကိုက်ချင်တာရောပြီးတော့ကျယူပြုတ်ရတော့ချင်တာရောလေအဲ့နေတည်မလားရုပ်တီနဲ့ဆက်ချက်ပါတော့မယ်ဒါကတော့စုကြရိုးတွေကိုပြုတ်ဖို့စီစဉ်ထားတာပါကြရိုးတွေကိုရေပြောင်းဆေးပြီးတော့စားနှင်းထည့်မယ်စက်သွန်ထည့်ပြီးတော့လုံးပြီးတော့အိုးထဲမှာနှက်မယ်ပေါ့နော်အရင်ဆုံးနှက်ပြီးတော့မှရေခမ်းတဲ့အထိကြက်သားကိုလည်းနူးအောင်စက်သွန်တွေကိုလည်းပျော်ကျသွားတဲ့အထိရေခမ်းတဲ့အထိပြုတ်မယ်ပေါ့နော်ဆိုတော့စက်သွန်တွေမကြိုက်တာဖြစ်တဲ့အတွက်ကြောင့်ပြီးအာရပါရနေပြန်စပ်ပြပါရမယ်ပေါ့အဲ့လိုပြင်ဆင်နေတော့ငိုဆွေးရဲ့ idol senior ခေါ်တဲ့အတွက်ကြောင့်မလို့ဆိုအိုဆာကာ station သွားရပါတယ်ဆိုရ idol ကဘယ်သူဖြစ်မယ်လို့ထင်လဲဆိုကလေ mass scholarship ကိုမဖြေခင်တော့ဆို N4 ပဲရှိသေးရကွာအဲ့တော့ရနိုင်ကြရန်နေတယ်ဆိုကအဲ့ idol ရဲ့ YouTube video တွေကိုကြည့်ပြီးတော့ modi ယူရင်းနဲ့ဆိုကနေပြီးတော့ဒီ mass scholarship ကိုအောင်တာပေါ့နော်အဲ့ကြောင့် mass scholar ရပြည့်တဲ့နောက်မှာလဲဆိုရနောက်လာမယ့် junior လေးတွေကို sharing လုပ်ပေးခြင်းတဲ့အနေနဲ့ဆိုကဒီလိုမျိုး YouTube channel လေးထောင်ပြတယ်ပြီး TikTok လေးစပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်ဒီ senior ကိုတော့ mass scholarship ကို try နေသူတွေကသိမယ်လို့ထင်ပါတယ်ဟုတ်ပါတယ်ဝေချန်နေကအကိုရဟင်းဖြစ်ပါတယ်အခုဗီဒီယိုလေးတွေကိုကြည့်ရင်လည်းဆိုတော့ modio ကဖြစ်တဲ့အတွက်ကြောင့်မို့လို့အခု channel ကိုလည်းကြည့်ပေးကြဖို့ recommend ပေးပါတယ်ဒါကတော့ဆွေရဲ့ idol senior လိုက်ကြွေးခဲ့တဲ့စားတော့ဆိုင်ရဲ့ background view လေးပါလုံးဝလှရောတိလားညမိုးချုပ်လေသူကပို့ပြီးတော့မိမိတုံလေးနဲ့ဆိုပို့ပြီးတော့လှရောတိလားဆိုတော့ကို senior တွေကြွေးတော့ဘောနော်အနာနာနဲ့ကုန်စားခဲ့ပါတယ်ဒါကတော့ဒီနေ့စူးစမ်းခဲ့တဲ့စားတော့ဆိုင်လေးရဲ့အခင်းချင်းပုံစံပေါ့နော်သူက Osaka Station ဆယ်တဲ့မြတ်မှာရှိတဲ့တင်တိုင်း fan ဆိုတဲ့စားတော့ဆိုင်လေးပါအဲ့ဒါပြီးတော့သူတို့ကရေခဲပြင် skate စီရတွေတွေ့လို့မို့လို့ခဏဝင်ပြီးတော့ကြည့်ခဲ့ကြပါသေးတယ်ညအောင်နေတော့လေမီးလေးနဲ့ဆိုနေရတကားအရင်လှနေရပေါ့နော်တပုံရလို့ကောင်းတဲ့နေရာလေးအဲ့ဒါပြီးတော့စုကနောက်နေ့ကိုဟန်နီလောက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟန်နီလောက်ဖို့ပါရကြိုတင်ပြစရမလဲဆိုတော့စီနီယာထန်နေပြီးတော့စုကအကြံဉာဏ်တောက်ခံခဲ့ပါတယ်စီနီယာစီကနေပြီးတော့ကောင်းတဲ့အကြံဉာဏ်တွေလည်းရပြီးတော့ motive ဖြစ်ပြီးပြန်လာခဲ့ပါတယ်အပြန်လဲကြရောလေသူများတွေတပည့်ဝယ်ပေးနေရတဲ့စားကျင်လို့ဆိုပြီးတော့ကိုအတွက်ကိုကြည်ပုံတော့ချော့ခွေခဲ့ပါတယ်အဆောင်လဲပြန်ရောက်ရောစုရဲ့ချစ်ဖို့ကောင်းတဲ့တငယ်ချင်းတွေကစုကိုပီဇာဝင်းနဲ့စောင့်နေပါတယ်စုကလည်းအာနာပါနာနဲ့ထပ်ပြီးတော့တတိယမြောက်ဂုံးဆင်းခဲ့ပါတယ်အစားလေးလိုကီလေးဖြတ်တမ်းမှလို့တွေးထားတဲ့ဒီ Valentine Day ကလုံးဝ special Valentine Day လေးဖြစ်သွားတယ်ပေါ့နော်တငယ်ချင်းတွေကြောင့်ရောဒီ senior ပေးရဲ့ moody တွေကြောင့်ရောပေါ့ဒီဟာ edit နေတော့မှာပဲဆိုရတခြားတငယ်ချင်းတွေကထပ်ပြီးတော့ဆိုကို chocolate လေးလာပေးတော့ပါတယ်သူကိုယ်တိုင်လက်နဲ့ရက်ထားတဲ့အိတ်လေးနဲ့လုံးဝချစ်စရာကောင်းတဲ့ chocolate လေးလာပေးတော့တာပါဒီနေ့မှတိလိုက်တာကွာဆိုကပြောင်းဆက်တာနေရလေးကိုချစ်ပြီးတော့ chocolate လာပေးမဲ့တငယ်ချင်းတွေအများကြီးရှိနေပါလားဆိုပြီးတော့တငယ်ချင်းတွေပေးရဲ့ present တွေကြောင့်ရော senior ပေးတဲ့ moody တွေကြောင့်လုံးဝ special Valentine Day ဖြစ်ခဲ့ပါတယ်ဒါကတော့ဆိုရဒီနေ့ Valentine Day sharing လေးပါဆိုတော့လေမင်းသားမင်းသမီးတွေကို idol ဖြစ်ထားနေမှာဆိုကိုရှော့ချန်နယ်နဲ့ပဲတခုမှအောင်မြင်တိုးတက်နေတဲ့သူတို့ကို idol ဖြစ်ထားပြီးတော့ moody ယူပြီးတော့ကြိုးစားတာကလေကိုယ့်အတွက် motivation ကောင်းတစ်ခုဖြစ်နေတယ်လို့ထင်တယ်ပေါ့နော်စု moody ယူခဲ့ရတဲ့ကိုဝင်ရဲ့ YouTube channel နဲ့ TikTok page ကိုလည်း comment မှာရေးပေးထားပါမယ်အားလုံးပဲ happy Valentine Day ပါနောက် blog တွေမှာပြန်တွေ့ပါမယ်အားလုံးပဲတတာ